Salut, bonjour, comment vas-tu? Je suis Omase. Today, I got latest news from UN. UN say the point is that they are focusing to guard that places. These places. Opinion popping are growing region where is all over the world. They are focusing to guard in and out from black market. The solution is that they are fighting day by day. ဒီအကြောင်းအရာတွေကတော့ဝုံတို့ရဲ့နိုင်ငံမှာအရင်ကတည်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတရားမဝင်တဲ့နီလန်မျိုးစုံနဲ့တင်သွင်းရောင်းချသုံးဆွဲနေတဲ့သူတွေများလာတဲ့အများကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာလည်းတစားနဲ့တစားရာဇဝတ်မှုတွေမြင့်တက်လို့နေပါတယ်။ဒါကိုသိတဲ့ UN ကနေပြီးတော့သတင်းရရှိထားတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့တကမ္ဘာလုံးမှာရှိတဲ့နေရာအနှံ့ပြားမှာ civil war လေးတွေစတင်နေတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကတော့ဝုံနောက်ဆုံးရရှိထားတဲ့သတင်းတွေပဲဖြစ်ပါတယ်။ဒီထပ်ပို့ပြီးတော့သတင်းအကြောင်းအရာတွေကိုသိကျင်နေဆိုရင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့သတင်းမီဒီယာမျိုးစုံကနေပြီးတော့ကြည့်ရှုလို့ရပါတယ်။ဝုံနောက်ထပ်သတင်းတွေနဲ့ပြန်လာခဲ့ပါအောင်မယ်။ဝုံလေးနည်းနည်းတော့စကားလေးပေါ့နော်ပြောချင်တာလေးလောသွားရဆိုရင်နည်းနည်းလေးအတန်ထွက်လေးမှားသွားတာလေးရှိပါလိမ့်မယ်။သိခံပြီးတော့နားထောင်ပေးပါ။ရှုကရန်အားလုံးကျေးဇူးတင်ပါတယ်။ပုံပဲဖြစ်ပါတယ်။ပြန်တွေ့ကြပါမယ်။